2026တလာပိုင်းမှာငွေအလုံးလိုက်ခဲလိုက်အရင်လိုက်ဝင်ခင်းရှိပြီးတော့ထီပေါကိန်းတွေချဲပေါကိန်းတွေနောက်တစ်ခုငွေ3000ရာချီတန်းပေါင်းရာချီငွေတွေဒလဟောဝင်ခင်းရှိတဲ့သိန်းချီစုကြီးတွေပေါက်မဲ့နင်းနံလေး၄ခုကိုပြောပြသွားမှာဖြစ်ပါတယ်ဒီနင်းနံလေး၄ခုကြည့်ရှုနေပါတယ်ဆိုရင်ဒီဗီဒီယိုလေးကသေချာလေးဆုံးအောင်လေးကြည့်ရှုပေးသွားပါခင်ဗျာမကြခင်ချိန်ကျော်တွင်မှာထီပေါကိန်းတွေချဲပေါကိန်းတွေကြုံတွေ့လာတော့မှာဖြစ်တဲ့အတွက်ပါဒီကဏ္ဍဒီနင်းနံလေးတွေအတွက်ပေါ့နော်ကဏ္ဍလေးတွေလည်းကျွန်တော်အနေနဲ့အကျိုးပေးကဏ္ဍလေးတွေလည်းတွက်ချက်ပေးထားပါတယ်ဒီနင်းနံလေးတွေသေချာလေးဆုံးအောင်လေးကြည့်ပေးသွားပါကျွန်တော်ကောက်လေးက follow လေးမနေရသေးရင်လည်း follow လေးနှိပ်ခဲ့ပေးဖို့ရတောင်းဆိုပါတယ်အသေးလေးနေချင်း share ခါနဲ့စလောက်နေချင်းပြန်လဲအားပေးသွားဖို့ရတောင်းဆိုပါတယ် comment အောက်မှာလည်းအားပေးနေပါတယ်ဆိုရင်အားပေးနေပါတယ်ဆိုပြီးမှတ်မိသွားကြပါအောင်2026တလပိုင်းမှာထီပေါကိန်းချဲပေါကိန်းရှိပြီးကန်စားတာအမြင့်ဆုံးအကောင်းဆုံးထီချဲကန်အကောင်းဆုံးနေနံလေးအဖြစ်ရပ်တည်နေတာကတောက်ကြသားသမီးတနင်္ဂနွေသားသမီးအင်္ဂါသားသမီးစနေသားသမီးတွေဖြစ်ပါတယ်အဲ့ဒီနေနံလေး၄ခုอ่ะပေါ့နော်မုတ်ချကိုထီပေါကိန်းတွေချဲပေါကိန်းတွေကြုံတွေ့လာမှာဖြစ်တဲ့ငွေအလုံးလိုက်ခဲလိုက်အရင်လိုက်ကိုဝင်လာတာမျိုးလေးတွေကြုံတွေ့လာလိမ့်မယ်ပေါ့နော်ကန်စားတာအကောင်းဆုံးနေနံလေးအားလုံးထဲမှာကန်အမြင့်ဆုံးပြောပါဆိုရင်တောက်ကြသားသမီးဖြစ်ပါတယ်တောက်ကြသားသမီးတွေကထီထိုးမယ်ဆိုရင်90ရာခိုင်နှုန်းလောက်ထိထီပေါကိန်းချဲပေါကိန်းရှိပါတယ်ထီတို့ချဲတို့ထိုးမယ်ဆိုရင်မိမိရဲ့တောက်ကြနေမှာထိုးမယ်ဆိုရင်အကောင်းမွန်ဆုံးဖြစ်ပါတယ်ထီတို့ချဲတို့ကနန်းလေးတွေထိုးမယ်ဆိုရင်6တို့1တို့ပေါအောင်လေးထိုးပေးပါတောက်ကြသားသမီးကဘလို့ပဲနမိတ်ရသူကပြောဆိုရင်ကာဇာတာအကောင်းဆုံးဖြစ်တဲ့အတွက်ကြောင့်ထီပေါကိန်းချက်ပေါကိန်းကရန်နှမကိုကောင်းမွန်မှာဖြစ်ပါတယ်နောက်တစ်ခုတနင်္ဂနွေသားသမီးတွေက85ရာခိုင်နှုန်းလောက်ထိကာဇာတာအားတွေကောင်းမွန်နေတဲ့ထီပေါကိန်းချက်ပေါကိန်းတွေရရှိမယ်ခရီးသွားရင်းနဲ့ထီပေါတာမျိုးတွေချက်ပေါတာမျိုးတွေပဲဖြစ်စေအိမ်နံပါတ်လေးတွေကိုကြည့်ပြီးတော့ထီပေါတာမျိုးတွေချက်ပေါတာမျိုးတွေနောက်တစ်ခုကားနံပါတ်လေးတွေကိုကြည့်ပြီးတော့ထီပေါတာမျိုးလေးတွေချက်ပေါတာမျိုးလေးကြုံတွေ့လာလိမ့်မယ်နောက်တစ်ခုထီတို့ချဲတို့ထိုးမယ်ဆိုရင်6တို့9တို့ပေါအောင်လေးထိုးပေးပါခင်ဗျာ6တို့9တို့1တို့ပေါအောင်လေးထိုးမယ်ဆိုရင်ဒီတနင်္ဂနွေသားသမီးတွေကထီပေါကိန်းတွေချက်ပေါကိန်းတွေကြုံတွေ့လာမှာဖြစ်ပါတယ်နောက်တစ်ခုနေ့နာအနေနဲ့ကစနေသားသမီးတွေက80ရာခိုင်နှုန်းလောက်ထိထီပေါကိန်းချက်ပေါကိန်းရှိပါတယ်သူကပြောဆိုရင်အတိုက်ခံနေများတဲ့ဂျားတွေကနေပြီးတော့ထီပေါတာမျိုးတွေချဲပေါတာမျိုးတွေရန်နေဖြစ်တဲ့စိတ်တွေရန်ညစ်နေတယ်ဆိုရင်စနေသားသမီးတွေကထီပေါတော့မယ်ချဲပေါတော့မယ်လို့ပြောရမှာဖြစ်ပါတယ်အဲ့ဒီအရာလေးတွေကိုပြောမယ်ဆိုရင်နမိတ်ကောက်ပြီးတော့ပေါ့နော်ထီတို့ချဲတို့ထုံးမယ်ဆိုရင်ထီပေါကိန်းချက်ပေါကိန်း80ရာခိုင်နှုန်းလောက်ထိရှိမှာဖြစ်ပါတယ်ထီတို့ချဲတို့ကန်ဆန်းမယ်ဆိုရင်8တို့9တို့ပေါင်လေးထိုးပေးပါစနေသားသမီးတွေက80ရာခိုင်နှုန်းလောက်ထိထီပေါကန်ချဲပေါကန်တွေရရှိမှာဖြစ်ပါတယ်နောက်တစ်ခုအင်္ဂါသားသမီးကရန်နှမကိုခုနတောက်ကြသားသမီးပြီးရင်အင်္ဂါသားသမီးကထီပေါကိန်းချက်ပေါကိန်းရှိတဲ့ထဲမှာအကန်ဆာတာအမြင့်ဆုံးဖြစ်ရပ်တည်နေတယ်သူက85ရာခိုင်နှုန်းလောက်ထိငွေရေးကြေးရေးကန်ဆာတာတွေငွေအလုံးလိုက်ခဲလိုက်ရင်းလိုက်ဝင်ခဲ့ကန်ချမာအနေနဲ့ရပ်တည်နေတယ်နောက်တစ်ခုထီပေါကိန်းချက်ပေါကိန်းရှိတဲ့နေနံဖြစ်ရပ်တည်နေတယ်သူက85ရာခိုင်နှုန်းလောက်ထိကန်ဆာတာအားတွေကောင်းတယ်သူကအိမ်မက်ထဲမှာမတ်တာမျိုးလေးတွေနောက်တစ်ခုအမတ်မထင်မဲ့နဲ့အဲ့ကဏန်းလေးတွေတွေ့ပြီးတော့ပေါက်တာမျိုးလေးကြုံတွေ့လာရနိုင်မယ်ကဏန်းအနေနဲ့ထိုးမယ်ဆိုရင်3တို့8တို့ပေါင်လေးထိုးမယ်ဆိုရင်ဒီနေနံလေးတွေအားလုံးဟာထီပေါကိန်းချက်ပေါကိန်းတွေကြုံတွေ့လာပါလိမ့်မယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ခင်ဗျာယုံကြည်ကြည်လေးနဲ့ထိုးမယ်ဆိုရင်ယုံကြည်ကြည်လေးနဲ့ပေါက်လာပါမျိုးတွေကြုံတွေ့လာလိမ့်မယ်ဒိန်းကြောင့်ဒီနေနံလေးတွေပါပါတယ်ဆိုရင် comment လေးအောက်မှာငွေ10သိန်း10တာ10ကလေးထီပေါကိန်းချက်ပေါကိန်းတွေကြုံတွေ့လာရပြီဆိုပြီး share အခါနဲ့10လောက်နှိပ်ပြီးတော့အသေးလေးနှိပ်ချင်း like လေးနှိပ်ချင်းဖြင့်ယုံကြည်ကြည်လေးနဲ့ comment လေးအောက်မှာမှတ်မိသွားပါကြံတော့နေနံလေးတွေကလက်လာပါအထူးပွင့်လန်းခြင်းနဲ့ငွေကြီးကန်တွေဒီနေနံလေးကဲ့သို့ပေါ့နော်ပိုကောင်းခြင်းနဲ့ဆိုရင်ဒဏမေတိတ်ထိဆိုပြီး6ကောက်ကြပြောငွေ10သိန်း10တာ10ကလေးဒီဝင်ပါစီကြောင်းလေးစုတောင်းပြီးတော့ပါအားလုံးကိုအချင်းချုပ်အနေနဲ့ခဏန်းကောင်းမှုဆုံးပြောရပါခံမှန်းပြပါဆိုရင်6တို့1တို့ဟာကန်စာတာအဲ့ဒီ6လပါပေါ့ဒီ2026တရက်နေ့မှာကန်စာတာအားရက်တည်နေပါတယ်6တို့1တို့က